ဆော့မှာဒါဒါလေးဆော့မှာပေါ့နော်ဒါလေးကိုလိုက်ပါမယ်နှက်နေပါအောင်နော်အတန်နေရပေါ့နော်ပါသွားတဲ့အတွက်လည်းပေါ့နော်အလုံးတောင်းမှန်ပါတယ်ရှင်ရပြီခီတီကမြန်မာတဲ့ကို join ရမှာပေါ့နော်ခီတီမြန်မာတဲ့ကိုခဏ join လိုက်ပါအောင်မရှင်ရောက်ပါပြီဒါကတော့မြန်မာလားမသိပါဘူးရှင်ဒီကတော့အပိုင်းအောင်ပြောင်းလိုက်ပါအောင်မယ်နော်ဟုတ်တယ်ဒါမြန်မာမြန်မာပေါ့နော်အပိုင်းအောင်မပြောင်းတော့ပါဘူးဒီစားလေးပါလေးပို့လိုက်ငါအလားဆုံးပဲတဲ့ဟာဟာဟာခရီးရကလိုက်တာပြပါမယ်နော်ပါခဏခရီးဓာတ်ပုံလေးရိုက်ချင်တယ်နော်ခဏကဲဓာတ်ပုံရိုက်ပြီးပါပြီခဏပေါ့နော်ရပါပြီစားဖို့ပြီးပါပြီစားဖို့တော့မပြချင်တော့ပါဒါမဲ့ချစ်တဲ့အကြောင်းလို့ရေးတာမဟုတ်ပါဘူးချစ်တော့ကောင်းKevin ထဲမှာဒီဘယ်လိုလုပ်မလဲဆိုတော့ကြည့်ပဲပေါ့နော်ခဏလေးပေါ့ဒီလိုမျိုးခေါင်းကိုဖြတ်တာဟုတ်ပေါ့နော်သိချင်တယ်ဆိုလို့ရှိရင်တော့ခီတီကိုမေးလို့ရပါတယ်နော်ခီတီကို comment ထဲမှာမေးခိုင်းလို့ရပါတယ်နော်ပြရှင်လည်းခေါင်းသေးသေးလေးဒီလိုမျိုးပေါ့နော်ဒီလိုမျိုးသူများလိုမျိုးခေါင်းသေးသေးလေးပေါ့နော်ခီတီအဲ့လိုမျိုးလုပ်တတ်ပါတယ်ရှင်
အဲ့လိုမျိုးကောင်းလဲခတိကိုမှန်းချက်လို့ရပါတယ်နော်ဟိုပေါ့နော်ခုတ်နဲ့ပေါ့နော် CODE ခုတ် CODE ခုတ်နဲ့ပေါ့နော်သူကကြတော့ဘယ်ဟာလေးကိုလောက်ရလဲဆိုတော့အရင်ဆုံးပေါ့နော်ဒီထဲကိုဝင်ပါမယ်ရှင်ဝင်ပြီးသွားလို့ရှင်ပေါ့နော်မာဒီရဲ့အနီရောင်ထဲကိုဝင်ပါမယ်ဝင်ပြီးသွားလို့ရှင်တော့ဒီထဲကိုဝင်ပါမယ်ပေါ့နော်ဝင်ပြီးသွားရှင်ဒီအန်တာခုတ်ပေါ့နော်အဲ့ဒါပေါ့နော်အန်တာခုတ်တော့ဒါမဲ့အန်တာ ID လို့ပြောတာပေါ့နော်သူကတော့အန်တာကမသိဘူးအန်တာ ID လေးလို့ပြောတာပေါ့နော်ဒါမဲ့ခုတ်ပါချင်းဒါကခုတ်ပေါ့နော်တင်းနေတော့ငါချောင်းကိုချင်းလူရေးရတာပေါ့နော်ဒါမဲ့တင်းနေတော့ငါချောင်းကိုချင်းတော့မရေးလိုက်ပါနဲ့နော်ခဏနေရမတူဘူးပေါ့နော်အဲ့အကြောင်းမလို့ပါကဲအော်သူကပေါ့နော်ခတိတငယ်ချင်းဒါပေမဲ့ပေါ့နော်သူကခတိတငယ်ချင်းချီရအောင်တငယ်ချင်းပေါ့နော်သူကဝင်လာပါတယ်ဒါကတော့ပေါ့နော်ခတိတငယ်ချင်းစားဖို့နာပေါ့နော်ဒါတော့ခတိတငယ်ချင်းပါဒါကတော့ခတိတငယ်ချင်းကိုခတိကမိတ်ဆက်လိုက်အောင်လို့ရေးထားပါတော့ဒီနေ့ဒီတို့ဘောနော်မုတ်ဆိုင်ဖွင့်ခိုင်းလိုက်ပါမယ်
နောက်ဗီဒီယိုလာမယ်ပေါ့နော်နောက်ဗီဒီယိုလာပါမယ်ရှင်အားလုံးပဲဘိုင်ဘိုင်